လေရင်မဲတယောက်ကတေဆုံးသွားတာကြာပြီဖြစ်ပေမဲ့လေရင်ကိုစောက်ရှောက်နေတယ်လို့ဖြစ်နေစေပါအရာအလုံးကလေရင်မဲတယောက်ခီးတဲ့ခန်းထဲဝင်လာချိန်မှာကျမ်းပြင်ပေါ်မှာတွေးဆက်တွေပေါ်လာတာကိုတွေးလိုက်ရတာကနေစတင်ခဲ့ပါတယ်သူမရဲ့နောက်မှာရက်နေတဲ့မိန်းကလေးနဲ့ဖုန်ကြီးလည်းအဲ့ဒီမြင်ကွင်းကိုတွေ့ခဲ့ပြီးကြောက်လန့်လွန်းလို့စကားတော့မပြောနိုင်ကြပါဘူးဖုန်ကြီးကတော့မျက်လုံးကိုတင်းတင်းပိတ်ပြီးဆူတောင်းနေခဲ့ပါတယ်တစ်ဖက်မှာတော့အမျိုးသားတယောက်အိမ်သားထဲမှာမျက်နှာတက်နေပါတယ်ရုတ်တရက်သွေးတွေနဲ့ဆူရွှဲနေတဲ့လက်တစုံကသူ့နောက်ကနေထွက်ပေါ်လာပြီးမျက်နှာကိုချစ်လိုက်ပါတယ်ဒါပေမဲ့အကြောက်ဆုံးဖြစ်ရက်ကတော့ခီးတဲ့ခန်းထဲမှာဖြစ်ခဲ့တာပါခီးတဲ့တယောက်ရုတ်တရက်ထွက်ပြီးမျက်လုံးနှစ်တာရမရှိတဲ့ပုံစံနဲ့ရှေ့ကိုရှောက်သွားခဲ့တယ်သူ့မျက်နှာပေါ်ကသွေးကြောတွေဖောက်ထွက်လာပြီးမယုံနိုင်စရာကောင်းစွာသူ့ကောင်းက360ဒီဂရီပြည့်အောင်လှည့်သွားခဲ့ပါတယ်လေရင်ဝန်ထမ်းတွေကထိတ်လန့်တကြားပြေးသွားပြီးစစ်ဆေးကြပေမဲ့ထိတ်ပြောင်မျိုးသားကဘာမှမဖြစ်ခဲ့တယ်လို့တီတီငိမ့်ငိမ့်နဲ့သူ့ထိုင်ကုန်စီပြန်ထိုင်လိုက်ပါတယ်အဲ့ဒီချိန်မှာကုန်တင်ကန်းထဲမှာပိတ်မိနေတဲ့ချက်ကသူ့ရှိမှတရေပေါင်းများစွာပေါ်လာတာကိုမြင်လိုက်ရပါတယ်ကံကောင်းစွာနဲ့တွဲဖက်လေရင်မှုကကုန်တင်ကန်းမှာတခုခုမမှန်တာကိုသတိထားမိပြီးအမြင်ရောက်လာကချက်ကိုကတင်ခဲ့ပါတယ်ဒါပေမဲ့တွဲဖက်လေရင်မှုကကုန်တင်ကန်းကိုထပ်မံစစ်ဆေးဖို့ပြန်သွားချိန်မှာတော့အရင်ကတန်ရှင်းတစ်လွင်နေတဲ့နေရာဟာတန်ချီတက်ပြီးဟောင်းနှံပျက်စီးနေတဲ့ပုံစံဖြစ်သွားခဲ့ပါတယ်ကံမကောင်းစွာနဲ့သူကတော့ချက်ကလိုကံမကောင်းခဲ့ပါဘူးရုတ်တရက်တရေပေါင်းများစွာသူ့ရှိမှပေါ်လာခဲ့ပါတယ်